အနာဂတ်စီကပျော်ရွှင်မှုတွေကိုကျွန်တော်တို့အတိုးနဲ့ချီပြီးတစ်ခါတည်းသုံးနေမိကြပါတယ်ဒါကဘာကိုပြောချင်တာလဲဆိုကျွန်တော်တို့မှာတကယ်မရှိပဲသူများတွေအထင်ကြီးဖို့အတွက်ပစ္စည်းတွေကိုဝယ်တာကြွားဝါတာသုံးပြတာတွေကတစ်ခါတည်းကြာရင်ကျွန်တော်တို့ရဲ့အနာဂတ်ကပျော်ရွှင်မှုတွေကိုကျွန်တော်တို့ကအခုလက်ရှိပျော်ရွှင်မှုအတွက်ချီးပြီးလုပ်နေတာဖြစ်ပါတယ်အဲ့ဒါတွေကတစ်ချိန်ချိန်အနာဂတ်မှာကျွန်တော်တို့ဝမ်းနည်းမှုတွေစိတ်ဆင်းရဲစရာတွေတောကတွေကိုအတိုးနဲ့ပြန်ပြီးပေးဆက်ရတတ်ပါတယ်တကယ်တော့ရုပ်ဝတ္ထုပစ္စည်းနောက်တကူဒီဇိုင်းမမက်လိုက်နေသမျှတို့ကျွန်တော်တို့ကဘယ်တော့မှပျော်ရွှင်မှာမဟုတ်ပါဘူးဒီနေ့ခေတ် social media တွေဟိုလူကဘာသုံးတယ်ဒီလူကဘာသုံးတယ်ဟိုလူကဘာကားစီးတယ်ဟိုလူကဘာဖုန်းကိုင်တယ်ဒီဟာတွေနောက်ကိုလိုက်နေသမျှတို့ကျွန်တော်တို့ကဘယ်တော့မှပျော်ရွှင်မှာမဟုတ်ပါဘူးကျွန်တော်တို့ဘယ်ချိန်တကယ်ပျော်ရွှင်လဲဆိုရင်ကိုယ့်အတွက်တကယ်လိုအပ်တဲ့တကယ်အသုံးဝင်မဲ့ပစ္စည်းကိုတေချာရွေးချယ်တတ်တဲ့အခါမှာကျွန်တော်တို့ကပျော်ရွှင်ရတာဖြစ်ပါတယ်အခုစဉ်းစားကြည့်ပါကျွန်တော်တို့ဘဝမှာတကယ်လိုအပ်တာတွေပဲအသုံးပြုနေသလားဒါမှမဟုတ်သူများအထင်ကြီးဖို့ social media ရဲ့ကြွားလုံးဝါလုံးတွေနောက်ကိုကျွန်တော်တို့လိုက်မိနေသလားလိုက်မိနေရဆိုတော့အနာဂတ်မှာကျွန်တော်တို့အတိုးနဲ့ပြန်ပေးရပါလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ဒါကကျွန်တော်တို့စီစဉ်တင်ဆက်နေတဲ့ခံယူချက်ရက်90စီစဉ်ဖြစ်ပါတယ်ခင်ဗျ